မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းချမ်းမာကြပါစေရှင်28ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်ဟင် channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ငဖဲမျိုးနယ်တနေရာသို့နေပြည်တော်မိထီလာတရဝူးလေတပ်များမှတက်သောJet Fighter 6 စီးဖြင့်နေ့လယ်2:28 မိနစ်2:28 မိနစ်2:33 မိနစ်2:34 မိနစ်2:38 မိနစ်ည9:48 မိနစ်9:52 မိနစ်17:15 မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု8ကြိမ်ပြုလုပ်သွားခဲ့ပြီးတရဝူးနှင့်မကွေးလေတပ်မှတက်သောY12စစ်ထောက်ပိုးဘုံကျဲလျင်3စီးဖြင့်မနက်8:25 မိနစ်ညနေ4:10 မိနစ်ည9:38 မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မဘိမ်းမျိုးနယ်တနေရာသို့တရဝူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်9:39 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိုးမိတ်မြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သော Jet Fighter 4 စီးဖြင့်မနက်9:29 မိနစ်10:52 မိနစ်10:58 မိနစ်9:53 မိနစ်17:20 မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု5ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဖားကန်းမြို့နယ်တနေရာသို့မြစ်ကြီးနားလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်12:19 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိုးညင်းမြို့နယ်တနေရာသို့မြစ်ကြီးနားလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်12:50 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ပေါင်မြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်1:20 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးတရဝူးလေတပ်မှတက်သော Y12စစ်ထောက်ပို့ဘုံကျဲလျင်2စီးဖြင့်မနက်12:21 မိနစ်ည8:02 မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဗန်းမောက်မြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်8:20 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်နောင်ချိုမြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သောY12စစ်ထောက်ပိုးဘုံကျဲလျင်2စီးဖြင့်မနက်9:21 မိနစ်နေ့လယ်2နာရီခန့်အချိန်တို့မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ငဖဲမျိုးနယ်တနေရာသို့တရဝူးလေတပ်နှင့်မကွေးလေတပ်မှတက်သော Jet Fighter 2 စီးဖြင့်မနက်10:13 မိနစ်10:22 မိနစ်10:23 မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ပြီးမကွေးလေတပ်မှတက်သောY12စစ်ထောက်ပို့ဘုံကျဲလျင်တစ်စီးဖြင့်ည6:17 မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မဘိမ်းမျိုးနယ်တနေရာသို့မိထီလာလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်7:09 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိုးမိတ်မြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်12:28 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မူးညင်းမျိုးနယ်တနေရာသို့မြစ်ကြီးနားလေတပ်မှတက်သော Y12စစ်ထောက်ပို့ဘုံကျဲလျင်တစ်စီးဖြင့်နေ့လယ်1:06 မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကံမမြို့နယ်တနေရာသို့ပခုတ်ကူတက်မ100မှတက်သောစစ်တပ်လေထီပါရာမော်တာ2စီးဖြင့်ညနေ4:22 မိနစ်4:28 မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဗ
မော်မြို့နယ်တနေရာသို့မြစ်ကြီးနားလေတပ်မှတက်သော Jet Fighter 2 စီးဖြင့်နေ့လယ်3:23 မိနစ်3:40 မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်တပိတ်ကြီးမြို့နယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter 2 စီးဖြင့်ညနေ4:17 မိနစ်4:15 မိနစ်4:19 မိနစ်4:22 မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု4ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ရေစကြိုမြို့နယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter 2 စီးဖြင့်ညနေ4:34 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်အရာတော်မြို့နယ်တနေရာသို့မုံရွာနာမခမှတက်သောစစ်တပ်လေထီပါရာမော်တာတစ်စီးဖြင့်ညနေ9:35 မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဦးတလင်မြို့နယ်တနေရာသို့မုံရွာနာမခမှတက်သောစစ်တပ်လေထီပါရာမော်တာတစ်စီးဖြင့်ညနေ9:39 မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်တီးတိမ်မြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ည7:48 မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်28ရက်10လ2025ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တရဝူးလေတပ်နေပြည်တော်မကွေးမြစ်ကြီးနားမိထီလာလေတပ်များမှ Jet Fighter Y12 Y8 Gyrocopter နှင့်ပါရာမော်တာများပြန်တက်မှုအကြိမ်ရေ82ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု32ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scoutbot သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါသည်ရှင်ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်